အိမ်မက်ထဲနာရီတွေ့ရင်လမ်းမသွားပါနဲ့လူတကယ်တေးမှာမဟုတ်ပဲတင်ဘဝကအဟောင်းတွေကုံဆုံးပြီးလမ်းကြောင်းအသစ်တစ်ခုစတင်တော့မှာပါအိမ်မက်ထဲမီးတွေအကြီးအကျယ်လောင်နေတာမြင်ဘူးလားအိမ်မက်ထဲအန်သွားကျက်သွားရင်ရှေးလူကြီးတွေကဆွေမျိုးတွေကတက်ကြီးရွယ်အိုတွေကျမ်းမာရေးတတိထားဖို့နီးမိတ်လို့ယူဆကြပါတယ်အိမ်အသစ်ကြီးနဲ့နေရတဲ့အိမ်မက်ကဘာကိုဆိုလိုတာလဲအိမ်ဆိုတာစိတ်ကိုပြတာမို့တင်းရဲ့အတွေးခေါ်တွေတိုးတက်ပြီးဘဝအမြင်သစ်တွေရလာတာပါအိမ်မက်ထဲမှာ6နှစ်ကြီးတဲ့ပြုတ်ကျသွားတာဘာကြောင့်လဲဘဝကိုကိုယ်တိုင်မထိန်ချုပ်နိုင်တော့ပဲလမ်းပြောင်းနေတယ်လို့ဖြစ်နေလို့အနားယူဖို့လိုပါပြီအိမ်မက်ထဲမှာပတ်စံဒါမှမဟုတ်ရွှေတွေရဘူးလားကံကောင်းခြင်းနိမိတ်ပါပဲကိုယ့်ရဲ့တန်ဖိုးတက်လာတော့မယ်အခွင့်အလမ်းကောင်းတွေရတော့မယ်လို့ဆိုလိုပါတယ်အိမ်မက်ထဲမှာရင်းနစ်နေတာမျိုးမကြာခဏမှတ်တက်လားဒါဟာလက်ရှိဘဝမှာစိတ်ဖိစီးမှုတွေနဲ့ဖိအားတွေများနေလို့ပါစိတ်အေးအေးထားဖို့လိုနေပါပြီတယောက်ယောက်ကလိုက်ဖမ်းလို့ပြေးနေရတဲ့အိမ်မက်မဖူးလားလက်ရှိဘဝမှာတင်ရင်ဆိုင်ဖို့ကြောက်ပြီးရှောင်လွှဲနေတဲ့ပြဿနာရှိနေတာကိုပြတာပါဘလောက်ပဲတွားတွားလမ်းပြောင်းနေတဲ့အိမ်မက်မျိုးမှတ်ဖူးလားလက်ရှိဘဝမှာဆုံးဖြတ်ချက်တစ်ခုချရခတ်ပြီးလက်မပြောင်းနေတဲ့စိတ်ခံစားချက်ကြောင့်ပါအိမ်မက်ထဲမှာဝမ်းနဲ့ပက်လက်ငိုကြွေးနေတာဘာဖြစ်လို့လဲတကယ်တော့ဒါဟာစိတ်ထဲကမကောင်းတဲ့စိတ်ဖိစီးမှုတွေကိုအိမ်မက်ကနေတဆင့်ဆေးကြောပေးလိုက်တာပါအိမ်မက်ထဲမှာကားမောက်တာတိုက်တာမျိုးဖြစ်ဘူးလားဒါဟာလက်ရှိသွားနေတဲ့လမ်းကြောင်းမှာအမှားယွင်းတစ်ခုခုရှိနေလို့အရှိန်လျှော့ဖို့တတိပေးတာပါတရေတစေတွေ6လန့်တာခံရတဲ့အိမ်မက်ကပါလေဒါသာအတိတ်ကကိုလုတ်ခဲ့တဲ့အမှားတစ်ခုခုအတွက်စိတ်မလုံခြုံပဲစိုးရိမ်စိတ်တွေများနေလို့ဖြစ်ပါတယ်